ဟိုကကြောက်သွားတယ် point 2လားမသိ ငါ point 2 ညို့ပါ40မထင်ရပါဘူး39ခွဲလောက်ပဲထင်ရ အော်ဒါကတော့ပြောမနေနဲ့ကျွေးလို့ပဲယူလိုက်တယ်နော်ရှင်းနေရှိပါတယ် တရှိရှိရလေလာမချုံနဲ့ဆို ချုံပါဖြစ်မယ်ဆရာမဆိုရင်ကိုကိုကလေးဘွားတက်လာတာကောင်းကြီးနဲ့ကောင်းမလေးမျိုးဘွားတက်လာတာနော်လုံးဝဒီငယ်လေးတွေ တို့နေခဲ့ပေါ့နော် လက်ပြက်တွေပါရင်လည်းလာပိန်သွားလို့ဟိုကကြောက်သွားတယ် point 2လားမသိ ငါ point 2ကြပါဒီဒီကလည်းနည်းနည်း စားမကောင်းလို့ ကျမအေးတယ်လေအစီတွေပါလေလည်းများတောင်းနေအဲအားကြောင့်နည်းနည်းပြီးလေ့ကျင့်ခန်းလည်းလုပ်တယ်အဲအားကြောင့်ဟိုကနည်းနည်းဟိုကောင်းဆက်ပြန်တက်ဖို့လည်းလေ့ကျင့်ခန်းလေးလည်းပြန်လုပ်နေရတယ်တက်40ပြည့်မွေးနေ့မှာနော်မွေးနေ့မှာအသက်တွေထည့်မပြောရဘူးဘယ်ရတော့ကိုတော့20လောက်ပဲထင်တာပါ20လောက်15လောက်ပဲထင်ရတာပါတကယ်ဆိုအဲ့ဒါကိုပြော တက် တာ မပြည့်သေးဘူး မပြည့်သေးငယ်ချင်တာဟုတ်နော်အတင်းနေငယ်အောင်လုပ်အောင်အဲ့ဒါငယ်လေးငယ်ပါသေးတယ် နော်ငယ်ပါနဲ့ပြောပါမှာရန်ငယ်သွားတော့ကိုကလိုက်ပြီး တော့နုပါတယ်နုပါ40မထင်ရပါဘူး39ခွဲလောက်ပဲထင်ရ ခါတိုင်းလည်းပြောပါတော့လို့ပြောတာ ဝေးကြရတော့ဒီကွန်းတို့ရတာ မီဒီယာအစ်စ်လားမီဒီယာအစ်စ် သူလည်းပြန်စားတယ်နော် မီဒီယာမှာပါ 40ပြည့်မှစတာဘိုးရဇညာအိမ်အောင်သက်8နှစ်မှာ2ခုလောက်ရိုက်ရတယ် အဲ့ပြောပြမယ်နော် 4နှစ်တစ်ခါပေါ့ အဲ့ပြောပြမယ်ပေါ့နော်တစ်ခါမှတော့မပြောပြဘူးနော်ဒီနေ့ အဲ့ စုံ ဒါ တော့ လည်းမ ပြောပြ ပြော တယ် ပါနဲ့တော့ ဒီနေ့မင်္ဂလာပထမဆုံးစဆောင်ပြီးပြီးချင်းနောက်ရက်ပေါ့မင်္ဂလာဆောင်ပြီးနောက်လာထဲမှာပဲပထမဆုံးကြော်ညာလာငါတော့ဖုန်းခိုင်းလိုက်တယ်ကိုယ်ခေါ်တယ်ဘာလို့မသားရပြင်ရှင်စီကလို့အိုးဘောတော့ဘာညာပေါ့မျိုးစုံနေပြောအလားရိုက်ပြပါဟုတ်ဘူးလေမအောင်မဟုတ်ဘူးမအမျိုးသားကိုအဲ့ဒီကကိုယ်သဘောပေါက်လိုက်တယ်အော်အေးသူဆန်ပုံမြာဆောင်းပါအဲ့ကနေပြီးတော့ပြီးလဲပြီးတော့အဲ့နဲ့ပြောလိုက်တယ်ပထမအဲ့ဆိုအားစိကြော်ညာဝဲမန်လေဝဲမန်အဲ့နှစ်ကရိုက်တော့အားစိကြော်ညာရိုက်ချင်တာအဲ့ဒါဆိုတော့ကိုလည်းပါပဲမှတ်တာပြီးတော့မဟုတ်ဘူးတယောက်နဲ့ရိုက်ချင်တာအဲ့ဆိုအဲ့ကိုကလည်းခက်ချင်တယ်မဟုတ်ဘူးလို့ကိုကဒီဒီပါမရိုက်ပါအဲ့နဲ့ကိုကကက်ပြောင်လေးပါလိုက်ရတယ် မပုံးသီးတွေကိုကိုကဖတ်လိုက်တာ အဲ့လိုမျိုးကိုကကက်ပြောင်လေးအဲ့တော့ပါတူနဲ့ကက်ပြောင်ပါလိုက်ရတာအဲ့ပြီးတော့အကြားထဲမှာလည်းအဲ့လိုမျိုးလေးပေါ့နော်ဒီခေါက်တော့ဒီလုံးလို့ပါလုံးတော့ဘေးကိုမပါတာအဲ့ဒီကိုကအဲ့မှာရှူတင်မန်နေဂျာဖြစ်တယ်လောက်ကပြောက်သွားတယ်အဲ့ဒါသမီးကိုလိုက်ရအဖေကိုလိုက်ရတယ် ပြန်တော့မင်းသားဘလို့တော့တွေ့ရပြော ။အော်ဒါကတော့ပြောမနေနဲ့ကျွေးလို့ပဲယူလိုက်တယ်နော်။ရှင်းနေရှိပါတယ်။ ပြောမှာကတကယ် တော့လည်းပြတ်တတ်တယ် ပြောစရာမလိုတော့ပါဘူး ။ကိုလည်းအုံးပြီးစတော့ မကြီးကခု6ခွက်တည်းအရန်ကြမ်းတော့မှာ ဒါပဲလေ တရှိရှိရလေလာမချုံနဲ့ဆို ။ချုံမှဖြစ်မယ်။မချုံလည်းမရဘူး။ချုံမှဖြစ်မယ်။ပါရမီမပါချအောင်တခြင်းဆိုတာတော့ဝါသနာတော့ပါ တမ်းမကောင်းဝါသနာလည်းသိမ့်မပါနားထောင်တာပဲကြိုက်တာ ။တော့သူကကာရာအိုကေရောက်ပြီဆိုတဲ့တပုတ်ထဲဆိုတ ဘုံ ခြင်း နှစ်ပုတ်လောက်ပဲ ပြောကြရဲ့တခြင်းတပုတ်ထဲဆိုတဲ့ ဘုံနှစ်ပုတ်လောက်နောက်ကအဲ့ဒါပြီးကန်ဒီမှာဝင်သွားတာကိုတပုတ်ပဲရတော့တနိုင်လောက်မထိုင်နိုင်အောင်လေ ဆိုတာကောင်းလို့ချက်ဆို ဆိုပြီးတော့တိုင်းပဲအဲ့လိုမျိုးပေါ့လေ အဲ့တော့နောက်ဆုံးမှဝင်လာကိုဆိုပြီးရင်တော့အချိန်ပြည့်သွားပြီပြန်တော့ ။လောက်ပါတယ်တနာပါတယ်တော်တော်အေးစေးနေပါစေ ရိုင်းမဲ့ကောင်းပါလေ Say hey man and let it big town Boss got it ပြောပြီးလာလာနေတယ်မကြရင်ပဲဘက်ကိုထိုးလိုက်တန်းရှင်လို့တင်နေတာရုံနေလူတိုင်းသိတဲ့စံနှုန်းတွေ ။အသေးချိုပြီးတော့ထွက်တာသေးချိုကို2နှစ်မှတ်နေရမဟုတ်ဘူးသေးချို3နှစ်လိုက်တာလောက်ရှိပြီနော်။သေးချိုထွက်ပြီးတော့ဒါပထမဆုံးပြန်ထွက်တာပေါ့သေးချိုတော့ကတော့2ယောက်ပေါ့အဲ့လိုထွက်တာ။ဒါတယောက်တည်းထွက်တာဆိုတော့ခုမှတေချာပြန်ဖြစ်လာတယ်။အဓိကတော့အဲ့မှာလေဝိုင်းပြီးတော့ကူညီကြရလေအနုပညာသမားတွေကိုချက်ဖတို့လေတစည်းတို့ကြောက်ချက်တို့ဘိုးထက်တို့ပေါ့နော်။ချားလူတွေအများကြီးပဲမိတ်ဆက်တို့ဒီတို့ရွေးတို့အဲ့လိုမျိုးသူတို့ကအများကြီးဝိုင်းပြီးတော့အားပေးကြတယ်။အဲ့ဒီဟာတွေကြောင့်တစ်ချင်းလေးရတယ်တော်တော်လေးဖြစ်
တယ်လို့ပြောပါတယ် မင်းသားနဲ့မသမီးရတယ်ပါပြီးတော့ မင်းသားမင်းသမီးကလည်းဟုတ်တယ်နောက်ဆုံးမှတကယ်လောက်လေးအမှတ်တရလေးပေါ့အဲ့ဒါလေးကသူတို့ကြီးလာရင်ဒါလေးကိုထည့်ပြတယ်ဆိုတဲ့ပေါ်လေးပေါ့တချင်းကိုရန်သဘောကျကြိုက်တယ်ကျင်းနဲ့တစ်ချိန်လုံးအိမ်မှာခဏခဏတို့ရချိန်လုံးနားထောင်နေရ ဘိုးတိုင်းတော်တော်ကြိုက်ပါတယ် အဲ့ဘယ်လေးကြိုက်တယ်ပြောပြောအော်သူလည်းဒိန်းတော့ကြိတ်ကြွေနေပေါ့ဟုတ်တော့ဟုတ်နေပြီ ။ဒါတရှင်းဆိုရင်တော့ဆရာကြီးပဲ ပြောပြအောင် ။ပြောပြလိုက်ပြီလေ အော်ဆရာမဆိုရင်ကိုကိုကလေး ။စင်ပေါ်မှာတော့သူစံနေမြင့်လွယ်မယ် ဆရာတော့ကိုကိုကလေးနော်သမင်းနဲ့တော့ကိုကိုက ။ လေး စင်ပေါ်ရောက်သွားရင်ကိုရီကိုသူလမ်းခေါ်ရင်မကြားတော့ ဒီမှာလည်းမပြေတော့တက်နိုင်ဆုံးလုပ်ပေးပါမယ်ဒီမှာကြတော့လည်းမိသားစုနဲ့ကလေးနှစ်ယောက်ဒါမိသားစုရဲ့ live တဲ့ကိုယ့်ရဲ့အချင်းဆိုနေတဲ့ live တွေနှစ်ခုစလုံးကိုဟန်ချက်ညအောင်လုပ်ရတာလေးရှိတယ်နောက်ပြီးငယ်တုန်းကလိုမျိုးဒီ music တစ်ခုတည်းကိုပဲ iOS စိုက်ပြီးလုပ်ရတဲ့အရွယ်မဟုတ်တော့ဘူးပေါ့နော်အဲ့ဒီခါမှာကိုက music ကောတခြားအရာတွေရောအများကြီးပြလုပ်ရတဲ့အတွက်ဒီမှာကြက်ကြတာမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့လိုကိုယ်စက်တင်မြစ်လေးကိုပြန်နေခြင်းတဲ့ break တွေလည်းအများကြီးရှိတယ်အဲ့ဒါတွေလည်းသိပါတယ်ဒါပေမဲ့ဒီစူးစမ်းပါမယ်လို့တက်နိုင်ဆိုအကောင်းဆုံးဖြစ်အောင် ။ကိုရီလည်းသူ့ကိုထုတ်စေချင်တယ်အများတန်းလေ။တစ်လားတစ်ပုတ်ဒါမဲ့ခုနပြောသလိုပဲ။ကလေးကိစ္စတွေရောလူကြီးကိစ္စကိုရီကိစ္စအများကြီးပေါ့။ဒီကနေ့ကျတော့သူအများကြီးထုတ်ချင်တာ။ကိုရီလည်းတက်နိုင်တဲ့လောက်ပဲ support လုပ်ပေးလို့ရမှာ။နော်။အဲ့လိုဖြစ်လာအချိန်ကြီးကကိုရီတို့နည်းနည်းရော့လာပြီးတော့ကလေးတွေကိုကိုဦးစားပေးရတာများလာတယ်။ ရှင်းတိုင်းလည်းအဲ့လိုမျိုးကောင်းကောင်းထုတ်လိုက်တာလို့ဆိုတော့ဘယ်လိုဒီစိုက်ရမှာကြာလေပို့ထွက်လည်းတကယ် effect ဖြစ်မယ် quality ကောင်းမယ်ပြီးတော့လည်းလောက်လာတဲ့နှစ်သက်တမ်းဒီလိုဆို20ကျော်ပြီလေ23နှစ်လောက်ရှိပြီဒီတချင်းတွေလောက်လာတဲ့ပုံမှာကိုကကောင်းမှပေးမှပဲကောင်းတော့မှာဆိုတော့တချင်းဖြစ်ပြီးတော့ထုတ်လို့ရတဲ့အရွယ်အသက်အရွယ်မဟုတ်တော့ဘူးအဲ့ဒါကြောင့်မို့တေချာလေးလောက်အောင် မိမနှစ်ယောက်ရတယ်လို့ဖြစ်သွားတာပေါ့ မိမဘလို့နှစ်ယောက်တော့ ကိုယ်ကနှစ်မျိုးဖြစ်တာတဲ့စင်ဒီရပါတစ်မျိုးနောက်တစ်မျိုးပါ အိမ်မှာ ကလေးအိမ် ကိုကကလေးရတမျိုး နှစ်မျိုးရတယ်လို့ ခလေးကတော့ ဟမ် ခလေးကတော့နောက်တစ်မျိုးလေးတစ်ပါး အဲ့ဒါနှစ်မျိုးလို့ ကိုကလေးကလူနေရတယ်အိမ်မှာကလေးကျေးဇူးတင်ပါတယ်တချင်းတွေအားပေးကြတယ်ကျေးဇူးတင်တဲ့မိသားစုလိုက်ကြီးကိုလည်းကလေးတွေကိုကလေးတွေနဲ့အားပေးကြတာကလေးတွေကိုချွတ်ချာလေးကိုအားပေးကြတာရောတတို့ကိုချစ်ပြီးအားပေးကြတာအကုန်လုံးမိသားစုလိုအားပေးကျေးဇူးများတင်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ